ဗင်နီဇွဲလားနိုင်ငံပိုင်နက်ထဲဝင်ရောက်ပြီးသမ္မတနီကိုလတ်မာဒူရိုကိုဖမ်းဆီးခဲ့တဲ့မစ်ရှင်ဟာအရန်ထုကဲကောင်းမွန်တဲ့စစ်စင်ရေးဖြစ်ခဲ့တယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကြွေးကြော်ခဲ့ပါတယ်။စစ်စင်ရေးစတင်ဖို့ထရန့်စီကမီးစိမ်းပြလိုက်တဲ့ကံကောင်းပါစေခီလန်ချောမွေ့ပါစေဆိုတဲ့အကြောင်းကြားမှုကိုလက်ခံရရှိပြီး3 နာရီမပြည့်ခင်မှာပဲအမေရိကန်တပ်တွေဟာမာဒူရိုနဲ့ဇနီးဖြစ်သူကိုဗင်နီဇွဲလားပိုင်နက်ထဲကနေဖမ်းဆီးခေါ်ဆောင်လာနိုင်ခဲ့တာပါ။ Caracas မြို့တော်ထဲမှာအမေရိကန်စစ်လေယာဉ်အစီး150လောက်အုံနဲ့ကျင်းနဲ့ဝင်ရောက်လာတဲ့အချိန်ကနေစတွက်ရင်တော့နိုင်ဝက်ဝန်းကျင်လောက်အချိန်အတွင်းမှာစစ်စင်ရေးကိုအောင်မြင်မြင်အဆုံးသတ်နိုင်ခဲ့တာပါ။ပြီးတော့အမေရိကန်တပ်တွေအသေးပြောက်လုံးဝမရှိခဲ့ပါဘူး။အမေရိကန်ကအချိန်မရွေးတိုက်ခိုက်လာနိုင်တာကိုသဘောပေါက်ထားတဲ့မာဒူရိုဟာသူ့ရဲ့နေအိမ်မှာလုံခြုံရေးအလုံးအရင်ဖြန့်ကျက်ထားပေမဲ့မြေပြင်ပေါ်ဆင်းသက်လာတဲ့အမေရိကန်ထိပ်တန်းအထူးတပ်ဖွဲ့ Delta Force ကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ Delta Force တပ်ဖွဲ့ဝင်တွေဟာမျက်နှာအဝတ်စီးထားတဲ့မာဒူရိုကိုအမေရိကန်စစ်သင်္ဘောတစ်စီးပေါ်ရဟတ်ယာဉ်နဲ့ခေါ်ဆောင်သွားပါတယ်။အဲဒီနောက်တရားစီရင်စစ်ဆေးမှုခံယူဖို့နယူးယောက်စီကိုဆက်လက်ပို့ဆောင်ခဲ့ပါတယ်။နိုင်ငံခေါင်းဆောင်တယောက်ကိုကြက်ကလေးငှက်ကလေးဖမ်းတယ်လို့နိုင်ငံပိုင်နက်ထဲထိဝင်ဖမ်းပြီးသွေးတစတောင်မြေမကျခဲ့တဲ့အမေရိကန်ရဲ့စစ်ရေးစွမ်းရည်နဲ့ဤပညာပိုင်းမဟာဗျူဟာပိုင်းအားသာချက်တွေကိုအခုစစ်စင်ရေးမှာမျက်ဝါးထင်ထင်မြင်ခွင့်ရခဲ့ပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီလှုပ်ဆောင်ချက်ကပဲနိုင်ငံတကာကျင့်ဝတ်စည်းမျဉ်းစံနှုန်းတွေကိုအကြီးအကျယ်ချိုးဖောက်ခဲ့သလားဆိုတာကိုမေးခွန်းထုတ်စရာတွေရှိလာပြန်ပါတယ်။အရှိစံတော်ချိန် ETA ညပိုင်း10:46မိနစ်မှာထရန့်စီကအမိန့်ဟာထိတ်တန်းလျှို့ဝှက်အစစ်စစ်စင်ရေးကိုကွတ်ကဲမဲ့စစ်ဦးစီးတွေစီရောက်လာခဲ့ပါတယ်။လာပေါင်းများစွာကြိုတင်အခြေယူပြင်ဆင်ထားတဲ့စစ်စင်ရေးဟာလက်တွေ့အသက်ဝင်လာခဲ့တာပါအမေရိကန်တပ်တွေဟာမာဒူရိုရဲ့နေအိမ်ကိုဝင်စီးတဲ့လက်တွေ့လေ့ကျင့်မှုတွေအကြိမ်ကြိမ်လှုပ်ဆောင်ထားပြီးဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ကလည်း Caracas မှာတရှိုတွေကိုဖြန့်ကျက်ထားခဲ့ပါတယ်ရွှေပြောင်းရေးအဖွဲ့လို့ကုတ်နာမည်ပေးထားတဲ့တပ်ဖွဲ့ဝင်တွေကိုတင်ဆောင်ထားတဲ့ရဟတ်ယာဉ်တွေဟာစတင်ထွက်ခွာလာခဲ့ကြပါတယ်အဲ့ဒီအဖွဲ့ထဲမှာအမေရိကန်ကြီးတပ်ရဲ့အထူးတိုက်ခိုက်ရေးယူနစ်ဖြစ်တဲ့ Delta Force တပ်ဖွဲ့ဝင်တွေနဲ့ Federal ထောက်လှမ်းရေးဗျူရို FBI အေဂျင့်တွေစီးနင်းလိုက်ပါလာခဲ့ကြပါတယ်။ရဟတ်ယာဉ်တွေဟာကာရေဘီယန်ပင်လယ်ပြင်အထက်ပေတရာလောက်အကွာကနေခက်မြန်မြန်ပြန်တန်းရင်း Caracas မြို့တော်ပိုင်နက်စီချင်းကပ်ခဲ့ကြပါတယ်။တိတ်မကြခင်မှာပဲအမေရိကန်တိုက်လေယာဉ်နဲ့ဘုံကျဲလေယာဉ်တွေကလေထဲမှာတိုက်ပွဲဝင်ဖို့အသင့်စောင့်နေခဲ့ပါတယ်။ရဟတ်ယာဉ်တွေကမာဒူရိုရဲ့အိမ်တော်ဝန်နာအထိချင်းကပ်နိုင်ပြီဆိုတာကိုအချက်ပြလိုက်တာနဲ့အမေရိကန်တိုက်လေယာဉ်တွေဟာကရာကတ်မှာရှိနေတဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကိုပဲ့ပဲ့နဲ့နဲ့ပစ်ခတ်ဖျက်ဆီးပစ်ပါတော့တယ်။ပြီးတော့ဓာတ်ပေးစက်ရုံတွေကိုပါပစ်ခတ်ခဲ့တာကြောင့်အဲ့ဒီဧရိယာတဝိုက်မှာမှောင်အတိကျသွားခဲ့ပါတယ်။ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းရဟတ်ယာဉ်တွေကအိမ်တော်ဝန်နာရောက်လာတာနဲ့တဲတဲမဲမဲတုံ့ပြန်ပစ်ခတ်မှုတွေကိုခံခဲ့ရပါတယ်။တစည်းကိုလက်နက်ငယ်ကြီးစံထိမှန်ခဲ့ပေမဲ့ဆက်ပြီးပြန်တန်းလို့ရနေခဲ့ပါတယ်။အဲဒီနောက်အမေရိကန်အထူးတပ်ဖွဲ့တွေဟာမာဒူရိုရဲ့ပိုင်နက်ထဲမှာခြေချလိုက်ပါတယ်။အချိန်ကတော့ဇန်နဝါရီလ3ရက်နေ့ ETA စံတော်ချိန်မနက်1:10မိနစ်ပါ။ရွှေပြောင်းရေးအဖွဲ့ကအိမ်ထဲကိုဝင်ရောက်စီးနင်းချိန်မှာဝေဟင်နဲ့မြေပြင်မှာရှိနေတဲ့လုတ်ဖော်ကင်ဘက်တွေကအချိန်နဲ့တပြေးညီရန်သူလှုပ်ရှားမှုသတင်းတွေကိုထောက်လှမ်းပေးပို့နေခဲ့ပါတယ်။အဲ့ဒီမစ်ရှင်ကိုထရမ်ကပူပေါင်းစစ်စင်ရေးအကြီးအကဲဒန်ဂိန်နိုင်ငံရေးဝန်ကြီးမိုက်ရူဘီရိုကာကွယ်ရေးဝန်ကြီးပစ်ဟက်ဆက် CIA ညွှန်ကြားရေးမှူးဂျရက်ကလစ်တို့နဲ့အတူဖလော်ရီဒါမှာရှိတဲ့ထရန့်ရဲ့ကိုပိုင်မိုင်လကိုစင်ကြီးကနေဓာတ်ရိုက်စောင့်ကြည့်နေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ထရန့်ကအမေရိကန်တပ်ဖွဲ့ဝင်တွေဟာပြင်းပြင်းထန်ထန်ပစ်ခတ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရကြောင်းပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီခုခံမှုတွေကိုချိုးဖောက်ပြီးအိမ်တော်ဝန်ရဲ့နောက်ဆုံးအဆင့်လုံခြုံရေးစီးအတွင်းတွေကိုDelta Force တပ်ဖွဲ့ဝင်တွေဝင်ရောက်နိုင်ခဲ့ပါတယ်။မာဒူရိုနဲ့ဇနီးတို့ဟာတမဏိအားဖြင့်တိစောက်ထားတဲ့အခန်းတစ်ခုထဲအရေးပေါ်ထွက်ပြေးတိမ်းရှောင်မှုကြိုးစားခဲ့ပေမဲ့သူတို့ရဲ့ရည်မှန်းချက်အထမမြောက်ခင်ကြားပြတ်ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ထရန့်ကပြောပါတယ်။တကယ်လို့မာဒူရိုရဲ့အကြံစီအထမြောက်ခဲ့ရင်တော့ရွှေပြောင်းရေးအဖွဲ့ဟာတမဏိတကားကိုဖောက်ခွဲဖို့အကြိမ်ကြိမ်ကြိုတင်လေ့ကျင့်ထားပြီးဖြစ်တယ်လို့ထရန့်ကဆိုပါတယ်။အဲ့ဒီလှုပ်ဆောင်မှုရဲ့ပြန်မျှကြာချိန်ဟာ48စက္ကန့်ဝန်းကျင်လောက်သာဖြစ်လိမ့်မယ်လို့လည်းသိရပါတယ်။ဒါပေမဲ့အဲ့ဒီလေ့ကျင့်ထားမှုတွေကိုလက်တွေ့အသုံးပြုစရာမလိုခဲ့ပဲမာဒူရိုတို့ဇနီးမောင်နှံကိုဖမ်းမိခဲ့တာပါ။အခုခါမှာတော့ Delta Force ရဲ့ရည်ရွယ်ချက်ဟာဘေးကင်းကင်းနဲ့ပြန်လည်ဆုတ်ခွာရေးဖြစ်လာပါပြီ။အိမ်တော်တွေကနေရွှေ့ပြောင်းရေးအဖွဲ့ပြန်ထွက်လာချိန်မှာနောက်ထပ်ရဟတ်ယာဉ်တွေတဖွဲဖွဲဆိုက်ရောက်လာပါတယ်။ရည်ရွယ်ချက်ကတော့အပြင်ကနေချင်းကပ်လာမဲ့ရန်သူတက်ကူတွေကိုဖြိုခွင်းဖို့ဖြစ်ပါတယ်။
မာဒူရိုကိုဝန်ဖမ်းတဲ့အပိုင်းကခွဲစိတ်ခန်းတုံဓာတ်ကိုကင်တွယ်တယ်လို့အနုစိတ်တသက်ရဲ့အကောင့်ထဲပေါ်ဖို့လိုပေမဲ့ထက်ရောက်လာတဲ့ရဟရင်ပေါ်ကစစ်ကူတွေကတော့လှော့ဆက်နဲ့အပိုင်းပိုင်းဖြတ်မဲ့အပိုင်းမျိုးကိုတာဝန်ယူသွားမှာပါ။ဒါပေမဲ့မြေပြင်တပ်တွေအများကြီးဝန်ပေါ့သွားအောင်အမေရိကန်တိုက်လေယာဉ်တွေနဲ့ drone တွေကတာဝန်ကျေပေးခဲ့ပါတယ်။မှောင်မိုက်နေတဲ့ညကောင်းကင်ရံကနေပြန်တန်းလာတဲ့ဒုံးကြီးတွေဘုံတွေဟာမာဒူရိုရဲ့တစ္ဆာတော်ခံတပ်တွေချင်းကပ်မလာနိုင်အောင်ဥချိုထားနိုင်ခဲ့ပါတယ်။ကင်းကမြေပြင်တပ်တွေဟာရဟရင်တွေပေါ်ပြန်တက်ပြီးဆုတ်ခွာခြင်းအထိကိုယ့်ကိုယ်ကာကွယ်ဖို့ရန်သူနဲ့ထိတွေ့ပစ်ခတ်မှုတွေအကြိမ်တချို့ရှိခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။နောက်တော့ရဟရင်အလုံးဟာပင်လယ်ပြင်ဘက်စီအောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့ပြီးစစ်စင်ရေးရာနှုန်းပြည့်အောင်မြင်ပြီးမြောက်ခဲ့ပါတယ်။ရဟရင်တွေအလုံး Caracas ကန်ယူရန်ကိုလွန်မြောက်ချိန်က ETA စံတော်ချိန်3:29 မိနစ်ဖြစ်ပါတယ်။အဲဒီစစ်စင်ရေးမှာအမေရိကန်တပ်ဖွဲ့ဝင်တယောက်မှထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ဘူးလို့အစောပိုင်းမှာသတင်းတွေထွက်ခဲ့ပေမဲ့ထရန့်ကတော့အရေးအတွက်နည်းနည်းဒဏ်ရာရခဲ့တယ်လို့ပြန်လည်ပြင်ဆင်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့တေဆုံးသူတော့တယောက်မှမရှိခဲ့ပါဘူး။ဗင်နီဇွဲလားဘက်ကအသေးပြောက်ကိန်းဂဏန်းကိုတော့မသိရသေးပါဘူး။ ETA စံတော်ချိန်4:22 မိနစ်မှာတော့မာဒူရိုကိုလက်ရဖမ်းဆီးခဲ့တဲ့သတင်းကိုထရန့်ကလူမှုကွန်ရက်ကနေတကမ္ဘာလုံးကိုအသိပေးကြေညာခဲ့ပါတယ်။နောက်ပိုင်းမှာတော့အင်ဖြူတော်နဲ့ထရန့်ကိုယ်တိုင်ကမာဒူရိုရဲ့မျက်နှာအဝတ်စီးရက်သားနဲ့ USS EOG မှာစစ်သင်္ဘောကြီးပေါ်မှာထိမ့်သိမ်းခံထားရတဲ့ဓာတ်ပုံကိုဖော်ပြခဲ့ပါတယ်။နောက်ပိုင်းထွက်ပေါ်လာတဲ့အချက်လက်တွေအရစစ်စင်ရေးမတိုင်ခင်ဩဂတ်လကတည်းက CIA ရဲ့အထူးအေဂျင့်အဖွဲ့တစ်ခုဟာဗင်နီဇွဲလားပိုင်နက်ထဲစိတ်ဝင်ပြီးကြိုတင်ထောက်လှမ်းမှုတွေလှုပ်ဆောင်နေကြတာပါ။သူတို့ဟာမာဒူရိုသွားလိရှိတဲ့နေရာတွေအမှုအကျင့်တွေကိုတေချာလေ့လာမှတ်သားပြီးအဲ့ဒီထောက်လှမ်းရေးအချက်လက်တွေကစစ်စင်ရေးကိုပြင်ဆင်ရေးဆွဲရမှာအရန်အထောက်အကူဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အမေရိကန်ဟာမာဒူရိုကဘဲကိုသွားလဲဘဲမှနေလဲဘဲအစားအစာတွေကိုကြိုက်တယ်လဲဒီနေ့ဘာဝစ်ထားလဲသူ့ရဲ့အိမ်မွေးတရိษံတွေကဘာတွေလဲဆိုတာကအစသိနေကြတာပါတကယ်တော့စစ်စင်ရေးကိုဒီဇင်ဘာလကုန်ပိုင်းလောက်မှာအကောင့်ထဲပေါ်ဖို့ရည်ရွယ်ထားခဲ့ပေမဲ့လည်းရာသီဥတုအခြေအနေတွေကြောင့်4 ရက်နောက်ဆုတ်ခဲ့ရကြောင်းထရန့်ကပြောသွားပါတယ်ရှင်။